ကဲကြည့်ရှုသူတွေအားလုံးပဲမြင်ကြလားပါလို့နော်ကြည့်ရှုသူတွေအားလုံးပဲမြင်ကြလားပါလို့နော်ကဲမဲခုချက်နေတာကတော့ဝတ်သားဖြစ်ပါတယ်ဝတ်စုပ်ပြုတ်ဖြစ်ပါတယ်ခင်ဗျဝတ်စုပ်ပြုတ်ကိုမဲအောင်မီလေးနဲ့တဲတာဖြစ်ပါတယ်ကဲဝတ်စုပ်ပြုတ်ရဲ့အနေထားတော့တစ်ချက်ရှိုးပါမဲဒါမဲရဲ့တယောက်စာဖြစ်ပါတယ်ဗျာနော်ရှယ်ပဲနော်ဝတ်စုပ်ပြုတ်အတုံးကြီးဆိုတာဒီလိုမျိုးအတုံးကြီးတုံးရတာပါခင်ဗျာဒီလိုမျိုးတုံးပြီးမှပိုင်ပိုင်နိုင်နိုင်မဲကြီးစားပြမှာဖြစ်ပါတယ်ကဲဝတ်စုပ်ပြုတ်အတုံးဆိုတာတစ်ချက်ရှိုးပါဗျာနော်ကဲဝတ်စုပ်ပြုတ်ခင်ဗျာရှယ်ပဲနော် Oh my god ရှယ်ပဲလို့ Oh my god Oh my god စားကြတဲ့ပွဲပေါ့ဗျာနော်ဝတ်စုပ်ပြုတ်ကိုမဲကြနာပြုတ်နေရဖြစ်ပါတယ်ကဲတရုတ်ဒီဇိုင်းမဲစားမှာဖြစ်ပါတယ်တရုတ်ဒီဇိုင်းနော်ရှယ်ပဲနော်ကဲဒီနေ့ဝတ်စုပ်ပြုတ်နဲ့စပိုင်စီနဲ့တော့မဲစားမှာဖြစ်ပါတယ်စပိုင်စီနဲ့ဝတ်စုပ်ပြုတ်ကိုဘယ်လိုစားမလဲဆိုတာကိုတစ်ချက်ရှိုးကြည့်လိုက်ပါလိုင်းမောကကြည့်ရှုသူတွေအားလုံးပဲပေါ့နော်ကဲစပိုင်စီနဲ့ဝတ်စုပ်ပြုတ်ခင်ဗျာနော်တကယ်စားပါတကယ်ကျုံးပါဖြစ်ပါတယ်နော်ရှယ်ပဲနော်အောင်မီလေးနဲ့စပိုင်စီနဲ့ဝတ်စုပ်ပြုတ်ဗျနော်ရှယ်ပဲနော်ကဲဝတ်သားတော့နော် heavy ပဲကြနာဟိုပါစားမှာဖြစ်ပါတယ်ကင်းမုံရဲ့စပိုင်စီရဲ့ဝတ်စုပ်ပြုတ်ကဲပေါ့ဗျာနော်ကဲမေကူရဲ့ဈေးတွေကနေပြန်လာပြီးတော့နော်တွားဝယ်လာတာဖြစ်ပါတယ်ကဲနော်တော့အထာနဲ့အောက်ကနော်ဖိုခတော့ကိုတခြားချိုးနော်အုတ်ခဲတွေနဲ့ကဲဝတ်စုပ်ပြုတ်ကစပိုင်စီရဲ့နော်ကင်းမုံရဲ့ပေါ့နော်ကင်းမုံကတီးတက်လောက်ပါနော်ရှယ်ပဲလို့နော်ကဲမဲရေးဖန်နေအားလုံးပဲမဲယူအသက်ပေးလိုက်ပေးကွန်မန့်ရေးရှယ်ပေးနော်မဲအကြနာကိုမဲစားမှာဖြစ်ပါတယ်နော်နှစ်မျိုးမဟုတ်သုံးမျိုးလောက်ထည့်စားမှာဖြစ်ပါတယ်နော်ဒီနေ့စပိုင်စီရဲ့ဝတ်စုပ်ပြုတ်ကဲနော်ကဲကင်းမုံရဲ့ခင်ဗျာလို့နော်ကဲအားလုံးချစ်တယ်လို့နော်ကဲမဲရဲ့စားဘလော့တွေကိုအမြဲနော်ကြည့်ရှုအားပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်တယ်လို့နော်ကဲဘိုင်ဘိုင်လို့အားလုံးကိုချစ်တယ်လို့နော်ဟာကျွန်တော်အားလုံးပဲမြင်ကြလားပါလို့နော်အားလုံးစားကြအောင်လို့နော်ကဲမဲခေါ်တယ်လို့နော်စပိုင်စီရဲ့ဝတ်သားရဲ့မဲကြိတ်မှာဖြစ်ပါတယ်ဒါဆိုဝတ်သားရေပေါ့ဗျာနော်ကဲမဲကြိတ်ပါဆိုရင်ဖက်对哦。တရုတ်တွေလို့တော့တူတွေပါမလို့တော့ဘူးပေါ့ဗျာကိုကဗမာဆိုတော့တူလည်းမကြိုက်တော့ဘူးสบายเสียเสร็จแล้วว่าตาไปจิบสบายเสียเสร็จแล้ว
တက်တယ်ဝတ်သားပဲကြည့်မယ်